ဘသူမှမထင်ထားခဲ့တဲ့လွှဲဝဲချက်တစ်ခုကတော့သူ့ရဲ့အဖိုးတန်လက်ဆွဲကိုဆွဲချလိုက်တဲ့အခါမှာပေါ်ပေါက်လာခဲ့တာပါမယ်။တန်တာရီလာကြောက်တလင်းတွေရှာဖို့ဂျွန်မီထိုက်စုသမီးကြီးဂျွန်ခီလိုအားဟာရှောက်ခီမင်းနဲ့အတူခီးထွက်ခဲ့ပါတယ်။လမ်းမှာမင်းကူးဆက်ယောဂကြောင့်ဂျွန်ခီလိုအားကဘေးဆွမ်းကုန်တဲ့အဖွဲနဲ့ညှိနှိုင်းခဲ့ရသည်။လျှို့ဝှက်လမ်းကြောင်းဖြင့်ခီးဆက်စဉ်မြင်းစည်းထားဖျားများကခြုံခိုတိုက်ခိုက်ခဲ့သည်။တိုက်ပွဲကြစွမ်းလျေဥဆောင်သောအခွေရောက်လာသည်ဂျွန်ခီလိုအားကိုတတိထားမိသည်ရှောက်ခီမင်းကတွားတော့ဟိုဆိုးကကာကွယ်ရင်ထုခုသူစသေးခဲ့သည်ရှောက်ခီမင်းတွေးအလင်းလင်းဖြင့်လဲကြပြီးတခင်ကမင်းကိုစောင့်နေလေဟုပြောခဲ့တာဂျွန်ခီလိုကလည်းချီးမင်ဟိုအော်ကဖန်စီခံခဲ့ရတယ်စွမ်းလျေကမင်းဘသူလဲဂျွန်ဖေဖန်ပဲမှလဲဟိုမေးပြီးထူမလဲဆွဲကိုတွေ့တော့မင်းကမင်းကလေးပဲဟိုတည်သွားခဲ့သည်ဂျွန်ခီလိုကဂျွန်ဖေဖန်လက်အစေခံမလေးဖြစ်ကြောင်းလိမ်ညာခဲ့သည်ကုန်းတဲ့ထွိုက်ကိုရှာဖွေစဉ်စွမ်းလျေကဖွဲ့ထားသောလက်နက်များတွေ့ရှိခဲ့ရာလက်နက်မောင်းခိုကူမှုဖြစ်ကြောင်းသိခဲ့ရလေဒီလက်နက်ကဂျွန်ဖေဖန်လက်တာပဲဖြစ်ရမယ်ဟိုသူကဆိုသည်ဂျွန်ကီလူကထွက်ပြေးဟုထကြိုးစားပေမဲ့စွမ်းလီအေကထပ်ဖမ်းမိသည့်ထူးမထမ်းမှဂျွန်မီထောက်စုကုန်းတဲ့တစင်ကိုတွေ့ရှိခဲ့သည်ဂျွန်ဟိုပြောတာထူးမရဲ့အလင်းညာမှုပေါ်ပေါက်ခဲ့သည်ထွက်ပေါက်ချရင်ဂျွန်ကီလူကဂျွန်ဖေဖန်ကိုရှာဖွေရင်းစွမ်းလီအေကိုခေါ်သွားဖို့တဘောတူခဲ့သည်ထူးမကကိုပိုင်ဘေးကင်း၍တေဆုံးသူများမြုပ်နှံရေးနဲ့ကုန်ပစ္စည်းပို့ဆောင်ရေးဟုသောအချက်၃ချက်တောင်းဆိုတာစွမ်းလီအေကချက်ချင်းတဘောတူခဲ့သည်